ဘူးညွန့်လေးနဲ့တိုးစားမယ်ဒီမှာလေကျင်နာသူရဲ့လမ်းကေပါလမ်းတစ်လျှောက်မှာမြခင်လေးတွေတန်တန်တန်မိမရေနေမြင့်နေပြီခဏနားရအောင်ဟဲ့ယောက်ျားရေနွားတွေကိုနေထဲမှာတေချာလန်ခဲ့ပြီလားတေချာလန်ခဲ့ပြီနွားတွေလည်းတနာပါတယ်တို့တွေမောသလိုတို့လည်းမောမှာပဲတို့တွေဘိုက်စားသလိုတို့လည်းဘိုက်စားမှာပဲလာမင်းစားကြစို့ပဲလာတော့မယ်အမလေးမောတာဟဲ့မိမခဏနားရေးတော့လားရေးတော့မယ်မောတာရောက်ရေးရမိမရင်းချက်လာတော့ယောက်ျားအကြိုက်နော်ပွတ်ထွက်သွားစေရမယ်ရှူးရှူးရှဲရှဲဟင်းပါတယ်စားကြမယ်လာဒီမှာပြလိုက်တော့မနော်ဘိုက်တော်စားနေမိမစားမညဘာသာရိုက်ထားတဲ့ဖာဘာကောင်းတယ်တိတိကြော်လာဟုတ်တယ်မိမကြော်လာဖာကြော်လေကောင်းလိုက်လားကောင်းပါလေအစလေးပိုင်းမပါဘူးလားမိမမာလေးဟင်းများတော့လည်းများလို့အချိုးကြတော့လည်းအချိုးမလို့အဆက်ကြတော့လည်းအဆက်ပါတယ်ယောက်ျားအကြိုက်ဒီမှာအဲ့တော့ဘာကြီးလို့မိမလေးကြော်ငရုတ်သီးစိမ်ငပိချက်အဲ့ဒါနေစားအိုးယောက်ျားအကြိုက်ရှင်ပါရှင်ဟုတ်ပါကောโอเคနေစားယူတာကောင်းလားတိုးကြလေးနဲ့စားကောင်းတယ်ယောက်ျားဘယ်လိုလဲငါပြည့်စင်းရဲ့တွဲဆက်တာကောင်းတယ်မှာဟုတ်တယ်နော်မပြည့်ငါပြည့်စင်းနဲ့ဒီလိုမျိုးတက်တာအိုးကောင်းပါကောင်းကွယ်တစ်ထုပ်တည်းနဲ့ထိမိဖားကြော်ရရမရစမလေးနဲ့对对ဘာလို့ချက်တာဟောယောက်ျားအိမ်မှာဟင်းမရှိဘူးဆိုလို့ရှိရင်လေဘာမှပူကြမလို့တလားဒီလေးကြော်ငရုတ်သီးစိမ့်ငပိချက်ကလေးကိုလေအထောက်ကလေးဖောက်ပြီးတော့ဒီလိုနယ်စားလိုက်တာနဲ့တို့စရာအစုံလေးနဲ့ဟောကြောက်ကြော်လေးနဲ့ပဲဖြစ်ဖြစ်ငါးကြော်လေးနဲ့ပဲဖြစ်ဖြစ်ဖားကြော်လေးနဲ့ပဲဖြစ်ဖြစ်အိုးဟင်းရောဖြစ်ကောယောက်ျားတိုက်တယ်မလား对对对အဲ့ဒါလေးကြော်ငရုတ်သီးစိမ့်ငပိချက်ကောင်းရောမိမဝယ်ထားတယ်ထုတ်တယ်အယောင်လေးမတူးရောအယောင်ဆုံးမှာပေါ့ယောက်ျားရဲ့အခုဒီမှာလေတို့တွေစားနေတဲ့ငရုတ်သီးစိမ့်ငပိချက်ရဲ့နောက်တစ်ခါပစွန်ကြောက်ငံပြားရီကြော်ရဲ့ကလေချက်အနှစ်ရဲ့ခရမ်းကျင်ငပိချက်ဆို၄မျိုးတောင်ထုတ်တာအဆက်ကြိုက်တဲ့ဒိုးလင်မယား2ယောက်တက်ကတော့လေလေးကြော်ရဲ့ငရုတ်သီးစိမ့်ငပိချက်ကတော့ရှယ်ပဲယောက်ျားရဲ့ရှယ်ပဲမိမစားလို့ကောင်းပါလေဒီတော့ကဈေးကြီးတာမကြီးပါဘူးယောက်ျားမှတစ်ထုပ်မှာ1000နဲ့မိမတန်လိုက်တာအဲ့ဆိုအိမ်မှာအများကြီးဝယ်ထားလိုက်တော့ဒါပေါ့ယောက်ျားရဲ့ကဲချစ်လေးတို့လည်းတီကုန်းတို့လိုမျိုးထမင်းစားမိန်ကျင်နေဆိုရင်လေးကြော်ရဲ့အနှစ်ထုပ်တွေကိုစောင်းထားလိုက်တော့နော်